ခမားတို့တွေတစ်တော်ယူသွတ်တာထက်တော့ကျွန်တော်ယူသွတ်တယ်သိလားဘာလို့လဲဆိုတော့ကျွန်တော်ဘလောက်တောင်မှယူသွတ်လဲဆိုရင်ကျွန်တော်အိမ်မှာကျွန်တော်အပြောခံရတယ်အဆိုခံရတယ်နော်ကျွန်တော်အိမ်မှာလည်းကျွန်တော်ပြောမယ်ဆိုရင်အယူတယောက်လိုပဲအဲ့လိုပြောခံရတဲ့အထီးကိုဖြစ်တယ်ပေါ့နော်လမ်းမတွေဆိုလို့ကျွန်တော်တွိုင်းဒီလိုမရရဲမပြူရဲပေါ့နော်ကိုယ်အသက်ရွယ်ကိုယ်နဲ့လည်းဆိုင်တော့မရရဲမပြူရဲဖြစ်တာလည်းပါတယ်အိမ်မှာဆိုလို့ရှိရင်အယူတယောက်လိုပဲတစ်တော့ဝါသနာအရန်ကြီးပြီလို့လားဟောဖြစ်တာပြောပြအောင်မယ်ဟိုဘက်အိမ်မှာဒီခုဒီအိမ်မရောက်ခင်ကနေအစားနေပြောပြမယ်နော်ဟိုဘက်အိမ်မှာနေတော့ဟိုဘက်အိမ်မှာနေတော့ဆိုလို့ရှိရင်ဟိုဘက်ကျွန်တော်ဒီခင်ဗျားတို့မှတ်မိမှာပေါ့ကျွန်တော်ဟိုအရင်ဒီတက်တော့နောက်ဆုံးမှကြည့်လိုက်လို့ရှိရင်အပေါ်တက်မှာဒီဆက်လက်မှာအပေါ်ဆုံးဆက်လက်မှာကျွန်တော်တက်ပြီးတော့ပေါင်းညံပြီးတော့တချင်းဆိုရတာတွေဘာတွေညာတွေဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်နော်ဘယ်လောက်တောင်ဆိုးလဲမဆိုးလဲဆိုချီးတွင်းနဲ့တောင်ပြုတ်ကြတယ်သိလားအပေါ်ကနေပြီးတော့မိုးရီရချောနေလို့ဆိုပြီးအောက်မှာတွင်းနှစ်တွင်းရှိတယ်မိနာတွင်းနှစ်တွင်းရှိတယ်ချီးတွင်းနဲ့တောင်ပြုတ်ကြတယ်တက်တော့ဆော့တာအဲ့လောက်ထိကိုဖုံးမှာဆုံးသွားတဲ့ဒီဖြစ်ဘူးတယ်အခုဒီအိမ်ထက်ရောက်တယ်ဒီအိမ်ရောက်ပြီးတော့အခုဒီမှာဒီကနေအိမ်ခေါင်းပေါ်တက်လာပြီးဒီမှာစီစဉ်ပေါ်တက်ဆော့နေတာကျွန်တော်ဘယ်လောက်ထိတောင်ယူသွတ်လဲဆိုတာခင်ဗျားတို့တောင်းတော့မသိပါဘူးတက်တော့ဆော့တဲ့လူတိုင်းကကောလုံးကတော့သူ့ဖီနဲ့သူယူနေကြတာပဲဖီတလိုက်မယ်ဒါပဲရှိတယ်